ဘော်မောတွေပြပြောင်းလို့ကျွန်တော်ပြင်းဦးလင်မြို့လေးမှာငွေကြေးဘလောက်သုံးဆွဲဖို့လိုအပ်ပါတယ်လေဟုတ်ကဲ့မင်္ဂလာပါကျွန်တော်မာစတာဆက်ပါယခုလက်ရှိကကျွန်တော်မိတ်ဆွေများကိုကျွန်တော်ခြံရဲ့ပတ်ပတ်လေကျွန်တော်ပတ်ဝန်းကျင်အနေထားလေးတစ်ခုကိုရိုက်ပြနေတာဗျဆိုလိုချင်တာကကျွန်တော်လေကောင်းလေတန်လေးရမယ်ပတ်ဝန်းကျင်အေးချမ်းမှုရှိတယ်ဆိုတာကိုဆိုလိုချင်းဖြစ်ပါတယ်အဆောက်အဦကတော့ကျွန်တော်ပေ40 60ဆိုတဲ့ပမာဏပေါ်မှာနှစ်ထပ်အဆောက်အဦလေးတစ်လုံးဆောက်လုပ်ပေးထားတယ်ဗျအဲ့တော့ကျွန်တော်အိမ်ရဲ့ညာဘက်ချမ်းမှာကတော့ကျွန်တော်ကားပါကင်နေနဲ့ကျွန်တော်ကားကိုယ်တော်နေနဲ့အသုံးပြုလို့ရမယ်ကျွန်တော်တို့ခြံရဲ့ဖွဲ့စည်းပုံရတော့ပေ40 60ဆိုတဲ့အကျယ်ဝန်းတစ်ခုပေါ်မှာယခုလိုကျွန်တော်ယခုလက်ရှိပြသနေတဲ့ကျွန်တော်ဒီနေရာလေးကအေကန်းရဲ့ area လေးပြီးသွားရင်ကျွန်တော်ဒီဘက်မှာကတော့ဖျားကန်းအတွက်တီးတန်းနေရာလေးတစ်ခုပါမြေမျိုးစားကကျွန်တော် GM မျိုးစားဖြစ်တဲ့ GM နံပါတ်ပေါက်ဆိုတဲ့အတွက်ပိုင်ဆိုင်မှုအငင်းပွားစရာမလိုအောင်ကိုပြည့်စုံလာတယ်ဗျအိမ်လေးကနောက်ထပ်အားသာချက်တစ်ခုကအကြည်ဓာတ်လေးရှိတယ်ဗျတကယ်ကိုတန်တန်ရှင်းရှင်းနဲ့တန်တန်ပြန်ပြန်လေးကျွန်တော်ဒီရဲ့အိမ်ရှင်တွေကနေထိုင်ထားတဲ့အတွက်ကျွန်တော်မိတ်ဆွေများဝယ်ယူပြီးတော့မှနေထိုင်မယ်ဆိုရင်လည်းကျွန်တော်မိတ်ဆွေများစိတ်ချမ်းသာပျော်ရွှင်မှုကိုရရှိနိုင်မယ်ဆိုတော့ကျွန်တော်အနေနဲ့ပြောလို့ရဗျဒီနေရာလေးကတော့ kitchen နဲ့ dining ရဲ့ area လေးပြီးတော့ကျွန်တော်ဒီဟာနဲ့ဆက်ထားတာကတော့ကျွန်တော်ကားကိုယ်တော်ရဲ့ကျွန်တော်အများသုံးတဲ့နေရာလေးတစ်ခုပါကားသမားအတွက်လည်းကျွန်တော်အသုံးပြုလို့ရတဲ့အနေအထားလေးတစ်ခုပါပဲဗျအဲ့တော့ဆက်လက်ပြီးတော့မှကျွန်တော်အိမ်ရဲ့အတွင်းပိုင်းကိုလေ့လာကြည့်အောင်အောက်ထပ်ရဲ့ဖွဲ့စည်းပုံရကကျွန်တော် master bedroom အခန်းကျယ်တစ်ခန်းပါမယ် kitchen dining ရဲ့ area ပါမယ်ကားကိုယ်တော် area လေးပါမယ်ဖျားကန်းရဲ့ area လေးပါမယ်ဗျကောင်းကောင်းမွန်မွန်ပြည့်ပြည့်စုံစုံနဲ့ကိုဖွဲ့စည်းပေးထားတယ်ဗျဒါကတော့ကျွန်တော်ဒုတိယရဲ့ area လေးပါကျွန်တော်ဒုတိယထဲမှာလည်းကျွန်တော် master bedroom ဆိုပြီးတော့မှအခန်းကျယ်နှစ်ခန်းနဲ့ဖွဲ့စည်းပေးထားတယ်ဗျအခန်းတိုင်းလူလူကကြည်ကြည်လွတ်လွတ်ရှိတယ်ကျွန်တော်လေဝင်လေထွက်နေဝင်နေထွက်ကောင်းတယ်နောက်တစ်ခုအနေနဲ့ကျွန်တော်စီလင် height အနေနဲ့အမြင့်ဘက်ကိုသားထားတဲ့အတွက်တော်တော်ကြီးကိုအဆင်ပြေပြီးတင်းတင်းနေဗျအဲ့တော့ကျွန်တော်ဒီအိမ်ကိုတိဆောက်ထားတာလေတကယ်ကိုခိုင်ခန့်နဲ့စနစ်တကျကိုတိဆောက်ပေးထားတယ်ဗျယခုလိုကျွန်တော်ပြန်သားနေတယ်ကျွန်တော်ပေ40 60ဆိုတဲ့အကျယ်ဝန်းပမာဏပေါ်မှာယခုလိုကျွန်တော်အိမ်ကြီးအိမ်ကောင်းတစ်လုံးအပါကိုခေါ်ထားတဲ့ဈေးနှုန်းနေနဲ့ဟာ10,500ပဲခေါ်ထားပါတယ်အရှော့တင်းတော့ကျွန်တော်တို့ပါပဲရှိမယ်ဗျကျွန်တော်ရဲ့ထုံးစံတိုင်းပိုင်ရှင်တွေလည်းတိုက်ရိုက်ဖြစ်မယ်ကျွန်တော်မိတ်ဆွေများအနေနဲ့ထိတ်တိုက်စိတ်ကြိုက်ကျွန်တော်ဈေးစစ်လို့ရတော့ကျွန်တော်မြေကွက်မျိုးတွေကိုသာရွေးချယ်ပြီးတော့မှတင်ပေးခြင်းဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုအမြဲကြည့်ရှုပေးတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျအားလုံးကိုကျေးဇူးများတင်ပါတယ်